မင်္ဂလာပါခင်ဗျာ Oglo Fashion Store ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ချုပ်ကီတို့ရေဒီပြသပေးမှာတော့ reason တွေပဲဖြစ်ပါတယ်ခင်ဗျာ reason တွေဆိုရင်တော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဆိုရင်ကျွန်တော်တယောက်ပဲဒီလိုပုံပြီးတော့ရောင်းတာရှိတယ်အခြားဒီလို reason တွေကိုပုံပြီးရောင်းတာမရှိဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီပစ္စည်းကရှားတယ်နော်ရဖို့လည်းမလွယ်ဘူးဒါကျွန်တော်ရှိမှလည်းဒါလက်ကျန်အကုန်ပဲဘောင်းမီရောအိမ်ရောနောက်လိုချင်လုံးဝမရှိတော့ပါဘူးဒါပဲရပါတော့မယ်နောက်ထပ်လည်းထပ်ပြီးတော့ကျွန်တော်မသွင်းတော့ပါဘူးနော်ကဲအဲ့ဒါဆိုကိုနဲ့ site တော်တဲ့ဘောင်းမီတွေအိမ်1 set တွေနော်အိမ်ကြီးပဲဖြစ်ဖြစ်ကြိုက်ရင်တစ်ခါတည်းယူထားပါဈေးနှုန်းကလည်းကျွန်တော်တက်တဲ့ဈေးနဲ့ဆိုအခုချိန်မှာဘန်ကောက်မှာတောင်းဝင်မယ်ဆိုရင်တော့မှဈေးတွေကြီးတယ်ဗျာနော်ဒါ reason with the customer တွေသိတယ်1 set တွေဆိုလို့ရှိရင်လည်းဝယ်ဖို့ရမ်းရှားတယ်ရှိတော့ရှိတယ်အသက်ဆိုရင်လည်း3 4 50နော်အဲ့တော့ကျွန်တော်ကရောင်းချပေးမှာဒီနေ့ second တွေပါခင်ဗျာ second တဘာဝတော့ရှိမယ်ကျွန်တော်နာမည်ကတော့ Oglo Fashion Store ရဲ့ admin ကိုဖြိုးပါခင်ဗျာကျွန်တော်ကရန်ကုန်ကရောင်းချပေးနေတာဖြစ်ပါတယ်ခင်ဗျာရန်ကုန်အိမ်ရောက်ငွေချေရပြီးအခြားမြို့နယ်တွေအကုန်လုံးငွေကြိုလွှဲရပါတယ်ခင်ဗျာနိုင်ငံပေါင်း120ကိုလည်းပို့ပေးပါတယ်ခင်ဗျာနော်မိမိလိုချင်တဲ့အထည်လေးတွေကို screenshot ရိုက်ပေးလို့ရှိရင်ကျွန်တော်တို့ page messenger မှာပဲဖြစ်ဖြစ် Viber မှာဖြစ်ဖြစ်ဆက်သွယ်လို့ရတယ်ကျွန်တော်တို့ဖုန်းနံပါတ်နှလုံးပဲကင်ဆောင်ပါတယ်3996938883နဲ့3996938883ဆိုတဲ့ဖုန်းနံပါတ်နှလုံးကိုပဲကင်ဆောင်ပါတယ်အခြားဖုန်းနံပါတ်တွေလုံးအောင်မကင်ပါဘူးခင်ဗျာပြီးတော့ TikTok မှာဈေးမရောက်ပါဘူးเนาะကြိုပြောထားတဲ့ TikTok မှာလာမေးကြတဲ့ customer တွေအားလုံးကျွန်တော် Viber ကိုလာပေးပါဒါမှမဟုတ် Facebook Messenger ကိုပဲလာပေးပါเนาะအခြားဟို platform တွေမှာဈေးမရောက်ပါဘူးခင်ဗျာเนาะကဲဒီနေ့ပြသပေးမှာတော့ဘောင်းမီအင်းကြီးပေါ့နော်1 set တွေရောင်းချပေးမှာပြဒါအကုန်မဲတော့ကိုကြီးတို့နောက်ထပ်ကျွန်တော်မမေးပါရတော့မရှိပါဘူးထပ်ရောက်ဖို့လည်းမရှိပါဘူးဒီဗီဒီယိုကမှကြိုပြောလိုက်ပါတယ်ကဲဘောင်းမီလေးခါ40 share ရမယ်ဗျခါ40နော်ဘောင်းမီတိတက်ပဲဒီလိုဘောင်းမီတွေဆိုကျွန်တော်ရောင်းပေးမဲ့ဈေးဆိုလို့ရှိရင်ချုပ်ခဓာတ်ဆက်လိုက်ဖို့ချုပ်ခနော်စက်ဖိုးတောင်မရှိဘူးဗျာနော်စက်ဖိုးတောင်မပြောနဲ့ချုပ်ရိုးဖိုးတောင်မရှိဘူးနော်ကြိုင်းနဲ့တက်ရင်ဒီကောင်ကျွန်တော်ရောင်းထားတာ3သိန်းရောင်းထားတဲ့အထည်ကြိုင်းနဲ့တန်3သိန်းခွဲနဲ့ယူပါဒါလက်ကျန်ဖြတ်ပါနော်3သိန်းခွဲနဲ့ယူပါခါးဆိုင်40တစ်ထည်ပဲရမယ်ရှယ်တန့်လို့ချင်းဒီထည်ယူခါးဆိုင်40တစ်ထည်ပဲရမယ်အတန့်လဲရှယ်တန့်မယ်နော်ရှယ်ကြီးတွေ4နှစ်နေမယ်နော် reason ရနော်ရှယ်အမှန်ကန်စီးကျင်တဲ့ customer တွေယူကဲခါး34 35တသိန်းနဲ့ပဲယူပါတန့်မယ်နော်တသိန်းနဲ့ပဲယူသိန်းတော့နေသွားရယ်နော်ဒါပေမဲ့ကျွန်တော်ပြောပြီးတဲ့စကားမလို့မပြင်တော့ဘူးကဲ chest ပေါင်းပြီလေ chest ပေါင်းပြီက32 33 34 35ရှိမယ်နော်ရှိသေးတယ်တစ်ထည်ပဲပြလိုက်မယ်ကြိုက်နေတက်လို့ရှိရင်တော့ချက်ပေါင်းကြီးလည်းရှားတယ်8000နဲ့ပဲယူပါနော်ကြိုက်တဲ့ထည်ပြော8000နဲ့ basic နဲ့လာမယ်နော်ကဲဒီကောင်လေးက36 second ဘာဝ use တွေပါပါမယ်နော်36 8000နဲ့ပဲယူပါ36 8000ရှေ့ကြီးတွေပဲပြနော်ဘောင်းမီတွေရမ်းရှားတယ်30နဲ့မှ4 30နဲ့မှ4 33 34 8000နော်8000 screenshot ယူပြီးတော့ messenger မှာလာရောက်အမြန်ဆုံးဆက်သွယ်ပြီးနော်ဟိုကမရှိတော့ဘူးเนาะကျွန်တော်ဗီဒီယိုရဲ့ date လေးတွေလည်းတစ်ချက်ကြည့်ပြီးတော့တချို့ကမနက်ကမှတင်ထားတာမဟုတ်ဘူးเนาะကိုတို့ကမနက်ကမှတွေ့တာကျွန်တော်တင်တာ2ရက်လောက်ရှိပြီဒီနေ့တင်ညနေကုန်တာเนาะကြိုပြောထားတာ32တသိန်း32တသိန်းရှားတယ်နော်ဘောင်းကြီးကဲဒီကောင်လေး19ပခုံး19တသိန်းခွဲ reason 19တသိန်းခွဲကဲဒီမှာ1 set ရှားမယ်နော်တော်တော်ရှားမယ်နော်ကျွန်တော်ရောင်းတဲ့လေသာတွေအကုန်လုံးရှားတယ်ဒါပေမဲ့ရှားတဲ့ထဲမှာအရှားဆုံးဆိုတာ reason 1 set တွေ reason တွေနော်ဒီမှာပခုံး16တသိန်းနဲ့ပဲယူပါပခုံး16တသိန်းဆိုတဲ့ဈေးကကိုကြီးတို့ကြီးနော်ဟိုနိုင်ငံသားမှာဆိုတော့ဒါတွေကတသိန်းဆိုတာသူတို့အတွက်တော့မျိုးလုံးပြူးစရာဈေးပဲယူရီးယားပတ်မှာတော့နော်အေးရှားမှာတော့နိုင်ငံသားမပြောအေးရှားကဲ15ခလေးဝစ်မိန်းကလေးဝစ်15တသိန်းကဲတသိန်းနဲ့ပဲဖြစ်ကြာလို့ထပ်မရတော့ဘူးနော်လက်ကားဈေးတွေဒါလက်ကားယူလဲဒီဈေးပဲလက်လီယူလဲဒီဈေးပဲနော်တန်တယ်နော်ပခုံး16 ဆက်ခွန်တသိန်းလေးတယ်ဗျာနော်လေးတယ်ကဲ15 16တသိန်းနဲ့ပဲယူပါ15 16အင်းကြီးပဲဖြုတ်ဝတ်မလားနော်အင်းကြီးပဲဖြုတ်ဝတ်မလား
ကြိုက်တယ်လို့သာဝတ်ဗျာ15 16တသိန်းကျွန်တော်ဝတ်ထားရောင်းတာဟိုကျွန်တော်ဝတ်ထားတဲ့အိမ်ကတော့ရောင်းပြီးသွားပြီနော်ကဲဒီကောင်လဲ15တသိန်း15တသိန်းခါဖြုတ်လို့ရတယ်ဘောင်းမီရွယ်ဝင်အောင်တန်တယ်ခါဖြုတ်လို့ရတယ်ဘောင်းမီပဲဝင်အောင်တန်တယ်နော်ဒီထက်တန်အောင်ဒီလောက်မတန်ဘူးဒီဟဲ့ဒီကလည်းကျွန်တော် OC ကိုဖြိုးရှိမှာပဲရမယ်ကျန်တဲ့လူကြီးမှာမရအောင်နော်ဒီလိုပုံရောင်းတာလေကျွန်တော်မြန်မာနိုင်ငံမှာအေးရှားမှာတော့ရှားတယ်ဗျာမြန်မာနိုင်ငံမှာပြောတယ်နော်ကဲပခုံးစက်ခွန်တသိန်း16စက်ခွန်နော်16လောက်ဝတ်16လောက်ဝတ်တသိန်းကဲဒီကောင်ကတော့သူက raisin ကိုပါ fashion ဝတ်ဂတ်တွေပါညာမပါဘူးเนาะ raisin လိုပုံစံမျိုးမဟုတ်ဘူးခလေးဝတ်မိန်းကလေးဝတ်ပခုံး15 16 6000နဲ့ဈေးတွေကကျွန်တော် short ထားတယ်เนาะအကုန်လုံးဒီထက် short တော့ဈေးစစ်ချင်းသိခံပါเนาะယူမယ်ဆိုပစ္စည်းမချန်ထားပေးဘူးငွေအရင်လွှဲတဲ့သူကိုတုံချွန်လွှဲတဲ့လူကျွန်တော်ပေးမယ်เนาะကဲဒီကောင်လေးပခုံးစက်ခွန်16စက်ခွန် raisin ပဲ8000မလီရောင်းရတဲ့ဈေးနဲ့ပြန်ဝင်လို့တော့မရဘူးလို့နော်ဒါအမှန်တိုင်းပြောတာရှားပါတယ်ဆိုရင်ကန်ရောင်းအောင်ပခုံးစက်ခွန်တသိန်းနော်ကန်ရောင်းအောင် raisin fashion raisin ဒီကောင်ဆိုရင်ပခုံး19တသိန်းဒီအထည်မျိုးတသိန်းတည်အစ်စ်တွေယူရနော်အတူတစ်ထဲမှမပါဘူးအခုရောင်းနေတာနော်တသိန်းကြာလို့လက်ကြံဖြက်ပခုံး19 20တသိန်း raisin တသိန်းနဲ့လာယူကဲဒီကောင်ကြီးတွေဆိုလေ off road ဖြုတ်တာနိုင်ငံခြားမှာဆိုကျွန်တော်တို့ website မှာရှာကြည့်လိုက် share ကြီးတွေနော်ကျွဲသေးဖြစ်ဖို့များအထူပိန်းနေနေတာပဲဂျိုင်းတွေပါစစ်တွေနဲ့ချုပ်ရိုးချုပ်တာအရန်ကောင်းတယ်သူတို့နိုင်ငံထုတ်တာပခုံး20 21ဝက်2သိန်း3သိန်းသားလေးရောင်းလို့ရတယ်တသိန်းပဲပေးရောတသိန်းနော်ဒီထက်တန်တော့ဘယ်လောက်မတန်တော့ဘူးစိုင်ထုတ်တာတော့အဲ့ဒီနဲ့မရကဲပခုံး20 21 22ပေါင်ချိန်250 300လောက်ထိဝယ်လို့ရမယ်ဒီထဲကြီးက300လောက်ထိတော့မရဘူး250 260လောက်ထိပဲရ260တသိန်းပဲပေး21 22ဝက်21 22ဝက်တသိန်းနော်တသိန်းရတော့ကဲ1 set အေးရွယ်ဝတ်မလားဘောင်းရွယ်ဝတ်မလား16တသိန်းပဲပေး16မလီကစ်တိုင်ဝတ်နော်ကစ်တိုင်ဝတ်စကန်ကဲစိုက်ကြီးဥမှာ1 set သမားတွေယူရှယ်လာတယ်ကွာပကုံး19 20ထိဝတ်လို့ရမယ်19ဝတ်19ပဲဝတ်ရောင်းနေတာ use စကန်တဘာဝ use ဘာညာပါတယ်နော်ဒါတွေကပြဲတွေဘာညာတော့မပါပါဘူးဒီမှာ use ပါမယ်လက်တွေပါဒီနာလေးပါနော်တသိန်းပဲပေးကြာတော့ဒီကောင်ဆို2သိန်းလားမျိုးရောင်းတာလားတသိန်းပဲပေးဒီကောင်လဲရော့ဘယ်လောက်လဲ19တသိန်းကြိုက်လို့ရှိလို့ရှင် screenshot ယူကျွန်တော်ရဲ့ဖုန်းနံပါတ်နှလုံးကိုဆက်သွယ်ဝယ်ယူလို့ရတယ် Viber ပဲဖြစ်ဖြစ်ဖုန်းဆက်ပြီးပဲဖြစ်ဖြစ်ကျွန်တော်တို့ငွေအရင်လွှဲသူရမယ်နော်မချန်ထားဘူးတချို့ကငွေယူမယ်ဆိုပြီးလို့ရှင်ပြောထားတယ်ငွေမလွှဲဘူးเนาะအဲ့တော့အရင်လွှဲတဲ့သူကိုကျွန်တော်ဦးစားပေးမယ်ဗျာเนาะအဲ့လိုချန်ထားပြီးတော့အထည်တွေကအလကားပဲပြီး reply မပြန်ဘူးအဲ့လိုအဲ့ဒါဖြစ်တဲ့အတွက်ကျွန်တော်တို့အလုံးလုံးနေတာဖြစ်တဲ့အတွက်အဲ့ဒီအရာတွေကတော့နားလည်ပေးပါကျွန်တော်တို့ငွေအရင်လွှဲတဲ့သူရမယ်ခင်ဗျာเนาะပြီးရင်ကျွန်တော်ဖုန်းနံပါတ်နှလုံးဖြစ်တဲ့399693 8883 4နဲ့8885ဆိုတဲ့ဖုန်းနံပါတ်နှလုံး Viber ကိုဆက်သွယ်လို့ရတယ် Page Messenger မှာလည်းဆက်သွယ်လို့ရတယ် reply ပြန်တာမြန်တဲ့ဟာကိုဆက်သွယ်လိုက်အရင်လိုချင်เนาะကဲအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာကျွန်တော် customer အားလုံး